interior design နဲ့အရန်မိုက်ပြီးပတ်ဝန်းကျင်သက်သက်လေးမှာတည်ရှိနေတဲ့နှစ်ထပ်တိုက်တဲ့လက်လာလေးနဲ့ရောင်မိတ်ဆက်ပေးပါမယ်။ဒီတိုက်လေးအားဆိုရင်တာကီတာတူဝနာရိုဘတ်မှလာမယ်ဆိုရင်10မိနစ်15မိနစ်နဲ့ရောက်နိုင်တဲ့တကုံစိတ်က89ရက်ကွပကူးမြစ်လမ်းမကြီးအနီးမှာတည်ရှိနေရပဲဖြစ်ပါတယ်ရှင်။ဒီတိုက်လေးကိုပေ20ပေ60မြေပေါ်မှာစောက်ပေးထားပြီးတော့ service ဆိုင်ရာမျိုးစားကတော့ပါမစ်မူရင်တစ်ချမ်းရပါမယ်ရှင်။အခန်းဖွေကိုပြောရမယ်ဆိုရင်တော့အောက်ထပ်မှာအရန်ခန်းထားတဲ့ living room single bedroom တစ်ခန်းနဲ့မိဖို့ကန်ရေရှုကန်အင်တာတို့ပါရှိပါဖြစ်ပါတယ်ရှင်။ living room နဲ့ single bedroom ရဲ့ကျန်းခင်းကိုတော့ကျွန်းပါကီခင်းပေးထားပြီးတော့မိဖို့ခန်းမှာတော့ကျွေးပြားပဲခင်းပေးထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်ရှင်။အခုမြင်တွေ့နေရတာကတော့ common bedroom နဲ့ toilet လေးပဲဖြစ်ပါတယ်။ဒါလေးကတော့နောက်ဖေး area လေးပဲဖြစ်ပါတယ်ရှင်။အခုအပေါ်ဓာတ်ကိုတူတူတွားကြည့်ကြပါမယ်။အပေါ်ဓာတ်မှာဆိုရင်တော့အလင်းရောင်ကောင်းကောင်းရနိုင်တဲ့ဖျားကန်တစ်ခန်း single bedroom တစ်ခန်း master bedroom တစ်ခန်းတို့ပါရှိမှာဖြစ်ပါတယ်။အပေါ်ဓာတ်ရဲ့ကျန်းခင်းကိုတော့ကျွေးပြားပဲခင်းပေးထားတာပဲဖြစ်ပါတယ်ရှင်။ကျွေးပြားပဲမဲ့နှစ်ပေးချက်ကျွေးပြားတွေပဲသုံးပေးထားတာပဲဖြစ်ပါတယ်နော်။ဒါလေးကတော့ master bedroom ရဲ့ရေချိုကန်အင်တာလေးပဲဖြစ်ပါတယ် master bedroom ထဲမှာဆိုရင်လည်းနောက်ဖေး render လေးကိုထည့်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးကိုစိတ်ဝင်စားရဲဆိုရင်တော့လူကိုယ်တိုင်လာရောက်ကြည့်ရှုဖို့ပေးတဲ့အချိန်မှာဖိတ်ခေါ်လိုက်ပါတယ်ရှင်